1995 ခုနှစ်ဇွန်လ29 ရက်နေ့မနက်ခင်းအချိန်ဖြစ်ပါတယ်ဂျာမန်နိုင်ငံဘာလင်မြို့မှာရှိတဲ့ဇီလင်ဒေါ့ဖ်ဒေသမှာရှိတဲ့ကော့မတ်စ်ဘန်လေးဟာဝန်ထမ်းတွေငွေလာထုတ်တဲ့သူတွေနဲ့ပုံမှန်အတိုင်းစီကားနေပါတယ်10:25 မိနစ်အချိန်မှာတနက်တွေကင်ထားတဲ့မျက်နှာဖုံးစွပ်လူ9ယောက်ဟာဘန်ရဲ့လော်ဘီခန်းထဲကိုအပြေးလွှားဝင်လာပါတယ်ဘန်ထဲကိုဝင်လာခြင်းမှာပဲဘန်ထဲကလူတွေအကုန်လုံးကျမ်းမြင့်ပေါ်ဝစ်နေဖို့အဲ့ဒီမျက်နှာဖုံးစွပ်တွေကအော်ဟစ်အမိန်ပေးရတယ်အားလုံးလဲကြောက်လန့်တကြားနဲ့ကျမ်းမြင့်ပေါ်ကိုချက်ချင်းဝစ်လိုက်ကြပါတယ်ဓမြတွေဟာဘန်ထဲကလူပေါင်း16ယောက်ကိုတနက်တွေနဲ့ထိုးချိန်ထားပါတယ်ဘန်ဝန်ထမ်း9ယောက်နဲ့ငွေလာထုတ်တဲ့သူ9ယောက်ပါဓမြတိုက်တဲ့အချိန်မှာဘန်မန်နေဂျာဟာရုံးခန်းထဲမှာဖြစ်ပါတယ်သူကဓမြတွေသတိမထားမိတဲ့အချိန်မှာလျှို့ဝှက်အချက်ပေးခလုတ်ကိုနှိပ်လိုက်ပါတယ်မကြခင်မှာပဲဓမြတွေကသူ့ကိုသူ့ရုံးခန်းမှာပဲကျိုးနဲ့ခြိထားလိုက်ပါတယ်10:40 အချိန်မှာအဲ့ဒီဘန်ကိုရဲတွေရောက်လာပါတယ်ရဲတွေဟာဘန်ကိုပိတ်ဆို့ဝန်းရံလိုက်ပါတယ်မကြခင်မှာပဲဘာလင်ရဲဌာနချုပ်ရဲ့အကြီးအကဲရဲချုပ်ကိုယ်တိုင်ရောက်လာပါတယ်ပြီးတော့သူကိုယ်တိုင်ဓမြတွေနဲ့အဆက်အသွယ်လုပ်နိုင်ဖို့ကြိုးစားပါတယ်ဒါပေမဲ့အခြေအနေကဘာမှထူးမလာပါဘူးသတင်းသမားတွေမီဒီယာသမားတွေလည်းရောက်လာပါတယ်ရဲတွေဟာဘန်ရှိတဲ့နေရာတစ်ဝိုက်ကို၄ဘက်၄တန်ပိတ်ဆို့ကြပါတယ်ရဲချုပ်အနေနဲ့တစားကန်တွေအန်ရမဖြစ်ဖို့ကိုအဓိကဦးစားပေးလှုံ့ဆော်နေကြောင်းမီဒီယာတွေကိုပြောပြပါတယ်15 မိနစ်အတွင်းမှာပဲတမျိုးလုံးမှာရှိသမျှရဲတွေအကုန်လုံးရောက်လာပါတယ်ရဲတွေဟာအဲ့ဒီဘန်အနီးနားမှာရှိသမျှလူတွေအားလုံးကိုရှင်းလင်းလိုက်ပါတယ်ပြီးတော့ထွက်ပြေးလွတ်မြောက်နိုင်မဲ့လမ်းကြောင်းတွေအကုန်လုံးကိုပိတ်ဆို့ထားပါတယ်မြေအောက်ရေစိုးမြောင်းအဖုံးတွေမြေအောက်ရေစိုးမြောင်းထွက်ပေါက်တွေအားလုံးကိုစောင့်ကြည့်ကြပါတယ်ဘန်ထဲကဓမြတွေအနေနဲ့ဘယ်လိုနည်းနဲ့မှမလွတ်မြောက်နိုင်မဲ့အနေထားပါဘန်ထဲမှာလုံးဝပိတ်မိနေပြီဖြစ်ပါတယ်သူတို့အတွက်လွတ်ရလွတ်ချောင်းကတော့ဆွေးနွေးညှိနှိုင်းမှုပဲရှိပါတော့တယ်ရဲတွေဟာအဝေးကနေမှန်ပြောင်းတဲ့ဘန်ထဲကိုလှမ်းကြည့်ပါတယ်လိုက်ကာတွေပိတ်ချထားတဲ့အတွက်မျက်နှာဖုံးဆွတ်ထားတဲ့ဓမြတစ်ယောက်ကိုခဏပဲတွေ့လိုက်ရပါတယ်ကြံတဲ့အနေထားတွေကိုဘာမှရှင်းရှင်းလင်းလင်းမမြင်ရပါဘူးဘန်နားမှာရှိတဲ့အဆောက်အုံတွေပေါ်ကနေစနိုက်ပါသမားတွေကစောင့်ကြည့်နေကြပါတယ်17 နာရီအတိမှာဓမြတစ်ယောက်ကဒဇာကန်အမျိုးသမီးတစ်ယောက်ကိုလွှတ်ပေးလိုက်ပါတယ်အဲ့ဒီဒဇာကန်ရဲ့လက်ထဲမှာစာရွက်တစ်ရက်ကင်လာပါတယ်အဲ့ဒီစာရွက်ကိုဖတ်ကြည့်လိုက်တော့ကားတစ်စင်းရဟတ်ယာဉ်တစ်စင်းနဲ့ဂျာမန်မတ်ငွေ18 တန်းဒါမှမဟုတ်ဒေါ်လာ12 တန်းကိုတောင်းဆိုထားပါတယ်ဘန်ထဲကိုအလစ်ဝင်တိုက်မယ်ဆိုရင်ဒဇာကန်တွေကိုသူတို့စိတ်ကြိုက်လုတ်ပြမယ်လို့ဓမြတွေကရာဇသံပေးထားပါတယ်ရဲတွေလည်းပြာရခတ်သွားပါတယ်ပြီးတော့ရဲချုပ်ကဓမြတွေရဲ့တောင်းဆိုချက်ကိုအမြန်ဆုံးလုပ်ပေးမယ်လို့အော်လန်နဲ့လှမ်းပြောပါတယ်ရဲတွေဟာလွတ်လာတဲ့ဒဇာကန်ကိုဘန်ထဲကအခြေအနေတွေကိုမေးမြန်းပါတယ်အဲ့ဒီအမျိုးသမီးကဘန်ထဲမှာဒဇာကန်15 ဦးကြံခဲ့ကြောင်းဓမြ9 ဦးရှိကြောင်းတနက်အရှိ9 လက်ကင်ထားကြောင်းနောက်ပြီးလက်ပစ်ဘုံတွေလည်းကင်ထားကြောင်းဓမြတစ်ယောက်ကပစ္စတိုပါကင်ထားကြောင်းပြောပြပါတယ်ဓမြတွေကင်ထားတဲ့လက်နက်တွေရဲ့အနေအထားကိုသိလိုက်ရတဲ့အခါဘန်ထဲကိုဒီအတိုင်းဝင်စီးလို့မဖြစ်ဘူးဆိုတာရဲတွေသဘောပေါက်သွားပါတယ်နောက်ပြီးရဲချုပ်ဦးစီးတဲ့ရဲတွေဟာဘန်ထဲမှာရှိတဲ့ဓမြတွေနဲ့တွေးဆုံညှိနှိုင်းခြင်းတဲ့အကြောင်းအော်လန်နဲ့လှမ်းပြောပါတယ်ဓမြတွေဘာကိုလိုချင်တယ်ဒဇာကန်တွေကိုတကယ်တက်ပြစ်မဖြစ်ဓမြတွေဘာတွေကိုကြံစီနေတယ်အဲ့လိုအချက်တွေကိုခံမှန်းဖို့အတွက်သူတို့နဲ့ဓာတ်ရိုက်စကားပြောမှဖြစ်မှာပါဒါပေမဲ့အထဲမှာရှိတဲ့ဓမြတွေဟာရဲတွေနဲ့ဓာတ်ရိုက်စကားပြောဖို့ညှင်းဆန်ပါတယ်ဓမြတွေဟာဘန်မန်နေဂျာကိုရဲတွေနဲ့ဂျားကနေဆက်သွယ်ပေးတဲ့လူအဖြစ်အသုံးပြုပါတယ်ရဲတွေစီကိုဘန်မန်နေဂျာကပဲဘန်ထဲကဖုန်းနဲ့လှမ်းဆက်သွယ်ပါတယ်ဒါဟာရဲတွေအတွက်ကြီးမားတဲ့အခက်အခဲတစ်ခုဖြစ်ပါတယ်ဓမြတွေဟာရဲတွေရဲ့လုံထုံးလုံနည်းကိုသိနေတဲ့သူဒါမှမဟုတ်အကွက်ကြော်မြင်တဲ့သူမျိုးဖြစ်ပါတယ်ရဲတွေအနေနဲ့တတိအရန်ကြီးတဲ့ရာဇဝတ်ကောင်တွေနဲ့ရင်ဆိုင်နေရပြီဆိုတာသဘောပေါက်သွားပါတယ်ရဲချုပ်ဟာရဲအရာရှိတွေနဲ့အခြေအနေကိုဆွေးနွေးပါတယ်တချို့ရဲအရာရှိတွေကဒဇာကန်တွေမထိခိုက်ဖို့ကပိုအရေးကြီးတဲ့အတွက်ဓမြတွေတောင်းဆိုသမျှအားလုံးကိုလာရောခြင်းနေပါတယ်ဒါပေမဲ့တချို့ရဲတွေကတော့ဓမြတွေတောင်းဆိုတာကိုလာရောသလိုနဲ့အချိန်ဆွဲဖို့အကြံပေးပါတယ်ဒီလိုနဲ့မတင်မကျအနေထားနဲ့ညနေ6 နာရီအချိန်ကိုရောက်လာပါတယ်တိတ်ဆိတ်ငြိမ်သက်မှုပြိုကွဲသွားပါတယ်ဘာလင်မြို့တော်ရဲ့ရေဒီယိုကနေအတန်တန်ထွက်လာပါတယ်အသက်ခန့်ငယ်အမျိုးသမီးတစ်ယောက်ရဲ့အတန်ပါသူဟာဘန်ထဲမှာရောက်နေတဲ့ဒဇာကန်ဖြစ်ကြောင်းသူတို့တွေအဖမ်းခံထားရကြောင်းသူကိုယ်တိုင်ဟာလည်းကလေးတစ်ယောက်မိခင်ဖြစ်ကြောင်း
မိသားစုနဲ့ပြန်ဆောင်စည်းခြင်းကြောင့်ကူညီပေးဖို့တောင်းဆိုကြောင်းခက်ခက်ရရအတန်နဲ့ပြောလာပါတယ်အမျိုးသမီးရဲ့အတန်ဟာတော်တော်လေးတနာစရာပါသူဟာဘာလင်မြို့ရေဒီယိုအတန်လွှင့်ရုံကိုဗန်ထဲကနေလှမ်းပြောတာဖြစ်ပါတယ်ဒီသတင်းကိုစောင့်ကြည့်နေသူတွေရေဒီယို TV စတဲ့မီဒီယာတွေကနေနားဆင်နေတဲ့သူတွေဟာဒီအတန်လွှင့်ချက်ကိုနားထောင်မိတဲ့အခါမှာတော်တော်လေးစိတ်မကောင်းဖြစ်သွားပါတယ်မကြခင်မှာပဲဗန်ရဲ့အထဲထဲကနေတနက်တန်နှစ်ချက်ထွက်လာပါတယ်အဲ့ဒီတနက်တန်တွေကိုကြားလိုက်တဲ့အခါဗန်အပြင်မှာဝင်းရံနေတဲ့ရဲတွေဒဇာကန်တွေရဲ့မိသားစုတွေတခြားသူတွေအကုန်လုံးထိတ်လန့်သွားကြပါတယ်ရဲချုပ်အပါဝင်ရဲအရာရှိတွေဟာသူတို့ရဲ့ဆုံးဖြတ်ချက်မှားသွားတဲ့အတွက်နောင်တကူစီနေပါဒဇာကန်တယောက်ဗန်တကားဝကနေအပြင်ကိုခဏထွက်လာပါတယ်သူ့နောက်မှာဗန်တမတယောက်ရှိပါတယ်တောင်းဆိုချက်ကိုရဲတွေမလိုက်ရောတဲ့အတွက်ဒဇာကန်တွေကိုတယောက်ပြီးတယောက်တက်ပြတ်တော့မှာဖြစ်ကြောင်းအဲ့ဒီဒဇာကန်ကပြောပါတယ်ပြီးတော့အဲ့ဒီဒဇာကန်ဟာဗန်ထဲကိုပြန်ဝင်သွားပါတယ်ရဲတွေကအချိန်ခဏပေးဖို့နဲ့ဓမြတွေရဲ့တောင်းဆိုချက်တွေအားလုံးကိုလိုက်ရောပေးမှဖြစ်ကြောင်းလှမ်းပြောပါတယ်ရဲတွေလည်းသူတို့တောင်းဆိုချက်တွေကိုလိုက်ရောနိုင်ဖို့အမြန်လှုပ်ရှားပါတယ်ည9နာရီခွဲအချိန်မှာဂျာမန်မန်ငွေ 9.6 တန်းကိုယူလာတဲ့ရဲအရာရှိ2ယောက်ဟာဘန်အဝင်တကားဝနာကိုပတ်စံတုပ်လာပေးပါတယ်အဲ့ဒီပမာဏဟာအမေရိကန်ဒေါ်လာ4 သန်းနီးပါးပါအဲ့ဒီရဲအရာရှိ2ယောက်ဟာအောက်ခံဘောင်းမီတွေပဲဝတ်ထားတာဖြစ်ပြီးကြံတဲ့ပစ္စည်းဘာမှပါမလာပါဘူးဒဇာကန်တယောက်ကရဲတွေပေးတဲ့ပတ်စံတုပ်ကိုလာယူပါတယ်ပြီးတော့ဗန်ထဲပြန်ဝင်သွားပါတယ်ဗန်ထဲမှာမီးတွေအကုန်ပိတ်သွားပါတယ်ရဲတွေလည်းအစီအစဉ်တွေတစ်ခုပြီးတစ်ခုကြိုတင်ပြင်ဆင်ပါတယ်ဓမြတွေကိုကားတစ်စင်းနဲ့ရဲဟရင်တစ်စင်းပေးမယ်ပြီးတော့ဓမြတွေထွက်သွားတာနဲ့သူတို့နောက်ကိုလိုက်ဖို့အတွက်အဖွဲ့တွေဖွဲ့ပါတယ်အချိန်ကလည်းတဖြည်းဖြည်းနဲ့ကုံဆုံးလာပါတယ်ဓမြတွေဘက်ကတော့ငွေရောကားရောရဲဟရင်ရောစုံမှဗန်ထဲကနေထွက်မယ်လို့အကြောင်းပြပါတယ်ည10 နာရီအချိန်မှာဗန်မန်နေဂျာကရဲချုပ်စီကိုဖုန်းဆက်ပါတယ်ဓမြတွေဘက်ကကြံတဲ့ပတ်စံတွေပေးတာကိုထပ်မဆောင်နိုင်ကြောင်းပြောပါတယ်ရဲချုပ်ကအထက်ကဒဇာကန်တွေရဲ့အခြေအနေကိုမေးမြန်းတဲ့အခါဖုန်းလိုင်းကချက်ချင်းကျသွားပါတယ်အခြေအနေကတော်တော်အကျက်ရိုက်เสียပါတဖြည်းဖြည်းနဲ့ညီးနေလာပြီးည12 နာရီအချိန်ကိုရောက်လာပါတယ်အဲ့ဒီအချိန်မှာဗန်မန်နေဂျာကရဲချုပ်စီကိုဖုန်းဆက်ပါတယ်ကြံတဲ့ဒဇာကန်15 ယောက်လုံးအသက်ရှင်သေးတဲ့အကြောင်းပါပြီးတော့ဓမြတွေဘက်ကတောင်းဆိုတာအစီအစဉ်ပြောင်းကြောင်းဘတ်စကားတစ်စီးပေါ်မှာကြံတဲ့ငွေတွေတင်ပေးပြီးည2 နာရီအတိမှာဗန်ရှိကိုထိုးပေးဖို့ပြောကြောင်းပြောပါတယ်အပြင်ဘက်မှာဝိုင်းနေတဲ့ရဲတွေနဲ့တခြားသူတွေဟာဒဇာကန်တွေအသက်ရှိသေးတယ်ဆိုတဲ့သတင်းကြောင့်အနှဲငယ်စိတ်အေးသွားပြီမဲ့လုံးဝစိတ်ချလက်ချအနေထားတော့မဟုတ်သေးပါဘူးပြီးတော့ညီးနဲ့လာလေပိုပြီးစိတ်မအေးရလေဖြစ်ပါတယ်မနက်2 နာရီအချိန်မှာဗန်ရဲ့ရှေ့ကိုဘတ်စကားတစ်စီးထိုးဆိုင်လာပါတယ်ဘတ်စံတွေလည်းပါပါတယ်ဘတ်စကားမောင်းတဲ့သူကရဲတယောက်ပါဒါပေမဲ့ဗန်ထဲကဘာမှအဆက်အသွယ်မလုပ်ပါဘူးနိုင်ဝက်လောက်နေတော့ဗန်မန်နေဂျာကရဲချုပ်စီကိုဖုန်းဆက်ပါတယ်ဓမြတွေအကုန်လုံးမြေအောက်အလုံးပိတ်ခန်းထဲကိုဆင်းသွားကြကြောင်းသူတို့စီကဘာအတန်မှမကြားရတာတနာရီကျော်ရှိသွားပြီဖြစ်ကြောင်းပြောပါတယ်ရဲတွေလည်းတိုင်ပင်ကြပါတယ်ဒါဟာထောင်ချောက်တစ်ခုဖြစ်နိုင်ပေမဲ့အခြေအနေကဘာမှထူးမလာရင်အရေးစွန့်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်မနက်3 နာရီခွဲအချိန်မှာစွတ်အဖွဲ့ဟာဗန်ရဲ့အရှိတကမာကြီးကိုချိုးဖျက်ဝင်ပါတယ်အထဲကိုရောက်တော့ကျမ်းပြင်မှာဝင့်နေတဲ့လူအများကြီးကိုတွေ့ရပါတယ်မြေအောက်ငွေတိုက်ခန်းကိုဝင်ရှင်းပါတယ်ရှိနေတဲ့လူတွေဟာဓမြလားဒဇာကန်လားမတဲခွက်တဲ့အတွက်အကုန်လုံးကိုထိမ့်သိမ့်လိုက်ပါတယ်ပြီးတော့သူတို့ကိုတယောက်ချင်းခေါ်စစ်ပါတယ်အလုံးပိတ်ငွေတိုက်ခန်းတွေကအာမကန်တစ်တာအလုံး200နီးပါးဟာရိုက်အဖြတ်ခံထားရပါတယ်ကြံတဲ့လူတွေကိုစစ်ဆေးပြတဲ့အခါမှာတော့ဓမြတွေမပါမှန်းရဲတွေသိရှိသွားပါတယ်ဒဇာကန်15 ယောက်လုံးဘာမှအထိအခိုက်မရှိပါဘူးရဲတွေအတွက်မျက်လုံးပြူးစရာကတော့ဓမြတွေဘယ်ရောက်သွားလဲဆိုတဲ့ကိစ္စပါဓမြမှုစဖြစ်တဲ့အချိန်ကလေးကဗန်ရဲ့4 ဘက် 4 တန်းကိုရဲတွေပိတ်ဆို့ထားတာဖြစ်ပါတယ်မနက်4 နာရီခွဲအချိန်ကစပြီးတော့ရဲတွေဟာဗန်ရဲ့ပတ်လေးကိုလိုက်လံရှာဖွေပါတယ်မကြခင်မှာပဲအလုံးပိတ်ငွေတိုက်ခန်းမှာရှိတဲ့ကြမ်းကင်းတစ်ခုရဲ့အောက်မှာမြေအောက်လှိုင်ကောင်းတစ်ခုကိုရှာတွေ့ပါတယ်အဲ့ဒီလှိုင်ကောင်းအတိုင်းလိုက်သွားကြည့်ပါတယ်နောက်ဆုံးမှာတော့မြေပေါ်တက်တဲ့ဝင်ပေါက်တစ်ခုကိုရှာတွေ့ပါတယ်အဲ့ဒီအပေါက်ရှိတဲ့နေရာဟာဂိုဒေါင်တစ်လုံးဖြစ်ပါတယ်ဘာလင်ရဲတွေဟာဒီအမှုကိုစုံစမ်းစစ်ဆေးဖို့အတွက်ရဲတပ်ဖွဲ့ဝင်ပေါင်း60 နီးနီးပါဝင်တဲ့စုံစမ်းစစ်ဆေးအဖွဲ့ကိုဖွဲ့စည်းပါတယ်ပြီးတော့ဒဇာကန်တွေကိုစစ်ဆေးမေးမြန်းပါတယ်ဓမြတွေဟာမျက်နှာပုံးတွေစွတ်ထားတဲ့အပြင်
လက်အိတ်ဒီပါဝတ်ထားတာဖြစ်ပါတယ်နောက်ပြီးဒဇာကန်တွေကိုစကားသိမ့်မပြောပါဘူးဒါကြောင့်သူတို့နဲ့ပတ်သက်တဲ့တဲလွန်စာဘာဆိုဘာမှမရပါဘူးဘန်ရဲ့အလုံပိတ်ငွေတက်ခန်းလှိုင်ကောင်းစတဲ့နေရာတွေမှာလက်ပွေရ DNA စစ်ဖို့တဲလွန်စာဘာဆိုဘာမှမတွေ့ရပါဘူးဒါပေမဲ့ဒဇာကန်တွေရဲ့ထွက်ဆိုချက်အရာမျက်နှာဖုံးစွပ်တွေရဲ့ပြောပုံဆိုပေါက်ဟာ RD နဲ့တူတယ်လို့ဆိုပါတယ်ဓမြတွေစီးလာတဲ့ကားဟာလည်းအရင်ရက်ကအခိုးခံထားရတဲ့ကားဖြစ်ပါတယ်ဘန်ကနေပါသွားတဲ့လက်ဝတ်ရတနာတွေငွေသားတွေနဲ့ရဲတွေပေးလိုက်တဲ့ငွေတွေစုစုပေါင်းဟာဂျာမန်မတ်ငွေ18တန်းကျော်ဒါမှမဟုတ်ဒေါ်လာ12တန်းနီးပါးရှိပါတယ်ရဲတွေဟာမြေအောက်လှိုင်ကောင်းရဲ့ထွက်ပေါက်နေရာကဂိုရောင်ပါရှင်ကိုစစ်ဆေးမေးမြန်းပါတယ်အဲ့ဒီဂိုရောင်ပါရှင်ကလည်းသူ့စီကနေဂရိလူမျိုးကုံတဲ့တယောက်ငှားထားတာဖြစ်ကြောင်းငှားထားတာတစ်နှစ်ခွဲနီးပါးရှိပြီဖြစ်ကြောင်းအငှားစာချုပ်ချုပ်ပြီးတဲ့နောက်ပိုင်းတစ်ခါပဲထပ်တွေ့ကြောင်းငှားထားတဲ့တက်တက်မကုံသေးကြောင်းဖြေပါတယ်ဒီလိုနဲ့ရဲတွေဟာအဲ့ဒီမြေအောက်လှိုင်ကောင်းဖြတ်သွားတဲ့နေရာတစ်ဝိုက်ကိုမေးမြန်းစုံစမ်းပါတယ်ဘာမှထူးထူးခြားခြားသတင်းမရပါဘူးလှိုင်ကောင်းထဲမှာတွေ့ရတဲ့ပစ္စည်းကိရိယာတွေကနေလည်းဘာသဲလွန်စာမှမရပါဘူးဒါပေမဲ့တရက်မှာတော့အဲ့ဒီဂူရောင်နာတစ်ဝိုက်မှာရှိတဲ့စောက်လို့ရေးလုပ်ငန်းခွင်ကအလုပ်သမားတစ်ယောက်ကသတင်းတစ်ခုပေးပါတယ်စောက်လို့ရေးလုပ်ငန်းခွင်မှာသူ့အလုပ်လုပ်နေတဲ့အချိန်မှာအာရက်လူမျိုး3ယောက်ဟာတဲတွေလာလာတွန်းတက်ကြောင်းအဲ့ဒီနေရာကိုသူပြနိုင်ကြောင်းပြောပါတယ်အဲ့ဒီအလုပ်သမားပြတဲ့နေရာကတဲတွေကိုယူသွားပြီးဓာတ်ခွဲစစ်ဆေးကြည့်ပါတယ်အဲ့ဒီတဲတွေဟာလှိုင်ကောင်းထဲမှာတွေ့ရတဲ့တဲတွေနဲ့မျိုးစားအတူတူပါပဲအဲ့ဒီအလုပ်သမားရဲ့အကူအညီနဲ့သူတွေ့ခဲ့တဲ့အာရက်လူမျိုး3ယောက်ရဲ့ပုံတွေကိုပကြီးစီယာနဲ့ပုံချမ်းဆွဲပါတယ်ပြီးတော့အဲ့ဒီပုံချမ်းတွေကိုအင်းစာတိုက်တွေ TV channel တွေကိုပို့လိုက်ပါတယ်မကြခင်မှာပဲသတင်းတစ်ခုရပါတယ်သတင်းပေးတဲ့လူကပုံချမ်းထဲမှာပါတဲ့သူနဲ့ခက်စင်စင်တူတဲ့လူတစ်ယောက်ကိုတွေ့ဘူးကြောင်းအဲ့ဒီလူဟာကာဝါရှော့တစ်ခုမှာအလုပ်လုပ်တဲ့သူဖြစ်ကြောင်းပြောပါတယ်ဒီလိုနဲ့ရဲတွေဟာအဲ့ဒီလူပြောတဲ့ကာဝါရှော့ကိုတွားပြီးရှာတဲ့အခါပုံချမ်းထဲကလူနဲ့ဆင်တဲ့လူတစ်ယောက်ကိုတွေ့ပါတယ်အဲ့ဒီလူကတိုနီအယ်ဘရာဇီဖြစ်ပါတယ်တိုနီကိုရဲတွေစစ်ဆေးမေးမြန်းတဲ့အခါတိုနီကဓမြမှုအကြောင်းဘာမှမသိကြောင်းပြန်ဖြေပါတယ်ဘာသက်သေမှမရှိတဲ့အတွက်တိုနီကိုပြန်လွှတ်ပေးလိုက်ပါတယ်ဒါပေမဲ့ရဲတွေဟာတိုနီကိုမေးမြန်းနေတဲ့အချိန်မှာအေးတိုင်ရင်နဲ့အေးဘူးမှာတိုနီလက်ဝေးရကြံခဲ့အောင်လုပ်ခဲ့ပါတယ်နောက်ပြီးတိုနီအကြောင်းကိုစုံစမ်းရင်းနဲ့သိလာတာကတိုနီမှာအကိုတယောက်ရှိပြီးအဲ့ဒီအကိုဟာပြစ်မှုဟောင်းတွေရှိတဲ့သူဖြစ်ပါတယ်သူ့နာမည်ကခါလက်အယ်ဘရာဇီပါခါလက်ဟာအရင်တုန်းကဓာတ်မှန်ရိုက်တဲ့သူဖြစ်ပါတယ်ဒါပေမဲ့မွေးရစေမှုနဲ့ထောင်ကျပြီးတဲ့နောက်အလုတ်လက်မဲ့ဖြစ်နေတဲ့သူပါဘာသက်သေမှမရှိပေမဲ့အာရက်ဒီဖြစ်နေတဲ့အပြင်တခြားသဲလွန်စာလည်းမရှိတဲ့အတွက်ခါလက်နဲ့တိုနီကိုရဲတွေနောက်ယောင်ခံလိုက်ကြပါတယ်စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ကလှိုင်ကောင်းထဲကိုနောက်တစ်ခါပြန်ဝင်ပြီးဘာသဲလွန်စာချန်နယ်လဲဆိုတာကိုစစ်ဆေးကြပါတယ်လှိုင်ကောင်းကိုထောက်ထားတဲ့တစ်သားတောက်တွေကိုဖြိုချပြီးနီးမျိုးစုံနဲ့ရှာဖွေပါတယ်စစ်သုံးအနီအောက်ရောင်ကြီးစကန်နာဇက်တွေကိုအသုံးပြုပြီးရှာဖွေပါတယ်လှိုင်ကောင်းထဲကရတဲ့တစ်သားချောင်းအစနာတွေမှာလက်ဝေရနဲ့တခြားသဲလွန်စာတွေကြံမကြံစစ်ဆေးပါတယ်နောက်ဆုံးမှာတော့သူတို့စူးစမ်းမှုဟာအရာထင်ခဲ့ပါတယ်တစ်သားချောင်းတစ်ချောင်းပေါ်ကလက်ဝေရဟာတိုနီလက်ဝေရနဲ့တစ်ထက်တည်းပါဒီလိုနဲ့တိုနီကိုပြန်ဖမ်းဆီးပါတယ်ပြီးတော့စစ်ကြောရေးလုပ်ပါတယ်ပထမတော့တိုနီဟာဓမြမှုအကြောင်းသူမသိကြောင်းဖြေပါတယ်တိုနီကို9နာရီဇက်တိုက်ရဲစစ်ကြောရေးလုပ်ပါတယ်စစ်ကြောရေးရဲ့ဖိအားကြောင့်နောက်ဆုံးမှာတိုနီဝင်ခံလာပါတယ်ဓမြမှုမှာပါဝင်ပတ်သက်ခဲ့ကြောင်းသူ့ပါဝင်9ယောက်ရှိကြောင်းဖြေကြပါတယ်ဒီလိုနဲ့ကျန်တဲ့4ယောက်ကိုဖမ်းဆီးကြပါတယ်ဖမ်းဆီးရမိတဲ့သူတွေကိုစစ်ဆေးရင်းနဲ့ဂျာမန်နိုင်ငံရဲ့သမိုင်းမှာအထူးအကြဆုံးဗန်ဓမြမှုကြီးပေါ်ပေါက်လာပါတယ်ဒီဓမြမှုကိုအဓိကဥဆောင်တဲ့လူကတော့စီးရီးယားလူမျိုးခါလစ်အယ်ဘရာဇီပါခါလစ်ဟာ1993ခုနှစ်မှာထောင်ကနေလွတ်လာပြီးအလုတ်လိုက်ရှာတဲ့အခါအခက်အခဲတွေ့နေပါတယ်ဒါကြောင့်ခါလစ်ဟာအလုတ်ရှာရခက်ကြောင်းဘန်တစ်ခုကိုဓမြတိုက်ချင်ကြောင်းဓမြတိုက်လို့ရတဲ့ငွေနဲ့ဘဝကိုအေးအေးလူလူဖြတ်တန်းချင်ကြောင်းသူ့ရဲ့ဘော်ဒါအီဘရာဟင်ကိုရင်ဖွင့်မိပါတယ်အီဘရာဟင်ကလည်းသူ့အကြံကိုသဘောကျသွားပါတယ်ဒီလိုနဲ့ခါလစ်နဲ့အီဘရာဟင်တို့ဟာပြစ်မှတ်ဖြစ်မဲ့ဘန်ကိုလိုက်ရှာပါတယ်ကောမတ်စ်ဘန်ကိုပြစ်မှတ်အဖြစ်သတ်မှတ်ပြီးတဲ့အခါမှာအဲ့ဒီဘန်အကြောင်းကိုစုံစမ်းထောက်လှမ်းပါတယ်မြူနီစပယ်ရုံးကနေဘန်အဆောက်အုံမြေပုံချမ်းကို
ရအောင်လုပ်ပါတယ်အဲ့ဒီဘဏ်နေရာဟာအရင်တုန်းကအဝတ်အစားရောင်းတဲ့စတိုးဆိုင်နေရာဖြစ်ပါတယ်ဒါကြောင့်ဒီဘဏ်ရဲ့အောက်ခြေဖောင်ဒေးရှင်းဟာပုံမှန်ဘဏ်တွေလိုမျိုးအထူကြီးမဟုတ်ပါဘူးခါလက်ဟာဘဏ်ရဲ့အောက်ခြေကိုရောက်တဲ့အထိမြေအောက်လှိုင်ကောင်တူးဖို့ကြံစီပါတယ်အရင်ဆုံးဘဏ်နားမှာရှိတဲ့ဂိုဒေါင်တစ်လုံးကိုငှားရမ်းဖို့လုပ်ပါတယ်အဲ့ဒီဂိုဒေါင်ဟာဘဏ်ကနေဆိုရင်မီတာ200နီးနီးအကွာအဝေးမှာရှိပါတယ်ခါလက်ဟာဂိုဒေါင်ပိုင်ရှင်နဲ့တွားတွေ့ပြီးသူဟာဂရိလူမျိုးကုံတဲ့တယောက်ဖြစ်ကြောင်းဂိုဒေါင်ကိုနှစ်ရှည်ငှားရမ်းလို့ကြောင်းပြောပါတယ်နောက်ဆုံးမှာဂိုဒေါင်ကိုငှားရမ်းလို့ရသွားပါတယ်မြေအောက်လှိုင်ကောင်တူးဖို့အတွက်လူတွေအများကြီးလိုပါတယ်အရင်ဆုံးခါလစ်ကဝက်ရှော့မှာအလုပ်လုပ်နေတဲ့သူ့ရဲ့ညီတိုနီကိုသူတို့နဲ့လာပေါင်းဖို့ခေါ်ပါတယ်ပြီးတော့အီဗရာဟင်ကလည်းသူတို့လိုစီးရီးယားလူမျိုး2ယောက်ကိုထပ်ခေါ်လာပါတယ်ဒီလိုနဲ့သူတို့အဖွဲ့ဟာစုစုပေါင်းလူ9ယောက်ဖြစ်သွားပါတယ်1994ဇွန်လမှာသူတို့အဖွဲ့ဟာဂိုဒေါင်ကနေစပြီးလှိုင်ကောင်းတူးကြပါတယ်အရင်ဆုံးသဲတွေကိုတူးထုတ်ပါတယ်ပြီးတော့အဲ့ဒီထဲကသဲတွေကိုအိတ်တွေထဲထည့်ပြီးအပြင်မှာတွားပစ်ပါတယ်လှိုင်ကောင်းတစ်ဖြည်းဖြည်းကျလာတဲ့အခါအဲ့ဒီလှိုင်ကောင်းပြိုကျမသွားအောင်တစ်သားချောင်းတွေတန်ချောင်းတွေနဲ့ထောက်ပေးပါတယ်နောက်ပြီးလေဝင်လေထွက်ကောင်းအောင်လို့ပိုက်ချောင်းတွေထည့်ပါတယ်လှိုင်ကောင်းအတွင်းဘက်ထဲရောက်လာတဲ့အခါသူတို့ရဲ့မြေတူးစက်တွေအတွက်လျှက်စစ်ဝါယာကြိုးအရှိကြီးတွေအသုံးပြုရပါတယ်သူတို့ရဲ့လှိုင်ကောင်းဟာအချင်း2ပေနီးပါးရှိတဲ့အတွက်လူတကိုကောင်းကောင်းဝင်လို့ရပါတယ်လှိုင်ကောင်းတူးတဲ့အခါမှာလည်းမြေကြီးအောက်4မီတာအကွာဝေးမှာရှိနေဖို့တိုင်းထွာပြီးတူးကြပါတယ်မြေတူးဖို့အတွက်လူ2ယောက်ကတယောက်တစ်လက်စီတူးဖို့ပါတယ်ကျန်တဲ့သူတွေကအလှဲ့ကျသဲတွေကိုအထုပ်တွေနဲ့ယူသွားပြီးအပြင်မှာတွားပစ်ပါတယ်သူတို့အားလုံးတရက်ကို10နာရီကနေ12နာရီနီးပါးတူးဖို့ကြပါတယ်မရက်မနားနဲ့9လလောက်တူးဖို့ခဲ့တာနောက်ဆုံးမှာတော့သူတို့လှိုင်ကောင်းဟာမြေအောက်ရေမြောင်းတစ်ခုကိုတွားဖောက်မိတဲ့အထိရောက်သွားပါတယ်ခါလစ်ရဲ့အစီအစဉ်အရဗန်ရှိတဲ့နေရာအထိဓာတ်ရိုက်တူးတာမဟုတ်ပါဘူးသူတို့ဟာဂိုဒေါင်ကနေမြေအောက်ရေမြောင်းတစ်ခုစီကိုအရင်ဖောက်မယ်အဲ့ဒီမြေအောက်ရေမြောင်းကနေဗန်ရှိတဲ့နေရာနာကိုဓာတ်ရိုက်ဖောက်မှာဖြစ်ပါတယ်မကြခင်မှာပဲအဲ့ဒီမြေအောက်ရေမြောင်းနေရာကနေနောက်ထပ်လှိုင်ကောင်းထပ်တူးပါတယ်ဒီတစ်ခါတော့ပိုပင်မမတယ်ဒီနေရာကနေသဲတွေထည့်ထားတဲ့အထုပ်တွေကိုဂိုဒေါင်ရှိတဲ့နေရာအဝေးကြီးကိုပို့ရတာမဟုတ်ပါအဲ့ဒီမြေအောက်လှိုင်ကောင်းကိုဆက်တူးရင်းနဲ့တရက်မှာအခက်အခဲတစ်ခုထပ်ကြုံရပါတယ်အကြောင်းကတော့သူတို့မြေတူးတဲ့နေရာနဲ့မလန်မကမ်းမှာအလုပ်သမားတွေဟာလမ်းရဲ့တချို့နေရာတွေမှာမြေကြီးတူးနေတာကိုသတိပြုမိလိုက်လို့ဖြစ်ပါတယ်အဲ့ဒီအလုပ်သမားတွေဟာလျှက်စစ်မီးကြိုးတွေကိုလမ်းမတစ်လျှောက်မြုပ်ဖို့အတွက်မြေကြီးတူးနေတာဖြစ်ပါတယ်ဒီလိုနဲ့သူတို့အဖွဲ့ဟာမြေအောက်လှိုင်ကောင်းတူးတဲ့ကိစ္စကိုခဏနားလိုက်ရပါတယ်ပြီးတော့သူတို့လှိုင်ကောင်းမှာထောက်ထားတဲ့တစ်သားတောက်တွေကိုအလုတ်သမားတွေမြေတူးတဲ့နေရာတစ်ဝိုက်မှာပြန်ဖြုတ်လိုက်ရပါတယ်ပြီးတော့သူတို့တွေတလားပြီးတလားစောင့်ကြပါတယ်၄လကြာတဲ့အခါမှာတော့အလုတ်သမားတွေရဲ့လုပ်ငန်းပြီးသွားပါတယ်ကံကောင်းတာကတော့သူတို့ရဲ့မြေအောက်လှိုင်ကောင်းကိုအလုတ်သမားတွေမတူးမိပါဘူးဒီလိုနဲ့ခါလေးဥဆောင်တဲ့အဖွဲ့ဟာလှိုင်ကောင်းတူးတာကိုဆက်လုပ်ပါတယ်တနှစ်နီးပါးကြာတဲ့အခါမှာတော့ဘန်ရဲ့အလုံပိတ်ငွေတိုင်ခန်းအောက်ချိန်သားကိုရောက်လာပါတယ်ခါလေးတို့အဖွဲ့ဟာပထမတော့ဒီအတိုင်းဖောက်ထွင်းဖို့စဉ်းစားကြပါတယ်ဒါပေမဲ့ဘန်ရဲ့လုံခြုံရေးစနစ်တွေနဲ့စန်ဆာစနစ်တွေကအရန်ကောင်းမွန်တဲ့အတွက်အဲ့ဒီအကြံကိုလက်လျှော့လိုက်ပါတယ်ဒီလိုနဲ့1995ခုနှစ်ဇွန်လ29ရက်နေ့10:25မိနစ်မှာခါလက်တိုနီနဲ့အီဗရာဟင်တို့3ယောက်ဟာဘန်ကိုဝင်စီးပါတယ်ပြီးတော့ဒဇာကန်တွေကိုထိန်းသိမ်းထားပါတယ်ခါလက်နဲ့တိုနီတို့ကဒဇာကန်တွေကိုထိန်းထားရင်လည်းရဲတွေနဲ့ညှိနှိုင်းပါတယ်အီဗရာဟင်ကတော့မြေအောက်အလုံပိတ်ငွေတိုက်ခန်းကိုဆင်းသွားပါတယ်ပြီးတော့လှိုင်ကောင်းတဲ့ကသူတို့လူ2ယောက်နဲ့အချိတ်အဆက်လုပ်ပြီးအလုံပိတ်ငွေတိုက်ခန်းကိုဖောက်ပါတယ်နာယီတော်တော်ကြာဖောက်ပြီးတဲ့အခါလှိုင်ကောင်းတဲ့ကသူတို့လူ2ယောက်ဘန်ရဲ့အလုံပိတ်ငွေတိုက်ခန်းနဲ့ရောက်လာပါတယ်အီဗရာဟင်နဲ့သူတို့2ယောက်ဟာဘန်ရဲ့အာမခံတက်တာတွေကိုရိုက်ဖက်ပါတယ်အလုံပိတ်ငွေတိုက်ခန်းကိုဖောက်ဖို့အတွက်အချိန်တော်တော်ယူလိုက်ရပါတယ်ဒါကြောင့်ခါလစ်ဟာဒဇာကန်တစ်ယောက်ကိုလွတ်ပေးပြီးဓမြတွေ9ယောက်ရှိကြောင်းပြန်ပေးငွေပတ်စံပေးရင်လွတ်ပေးမှာဖြစ်ကြောင်းစတဲ့တောင်းဆိုချက်တွေကိုရဲတွေစီပေးလိုက်ပါတယ်ပြီးတော့ဗီဒီယိုရဲ့အစပိုင်းမှာတင်ဆက်ခဲ့တဲ့အတိုင်းရဲတွေကိုနီးမျိုးမျိုးနဲ့လှည့်စားပြီးလိုချင်တဲ့အချိန်ကိုအရယူခဲ့ပါတယ်ဓမြတိုက်ပြီးတဲ့အခါမှာခါလစ်တို့အုပ်စုဟာဘာလင်မြို့မှာပဲဆက်နေပါတယ်အမျိုးတွေရှိတဲ့စီးရီးယားကိုထွက်သွားလို့ရပေမဲ့ကိုကိုယုံကြည်မှုရှိတဲ့အပြင်
ဓမြမှုနဲ့ပတ်သက်တဲ့ဘာချေရလက်ရမှာမကြံခဲ့ဘူးလို့ယူဆတာကြောင့်ဖြစ်ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့အကုန်လုံးအဖမ်းခံလိုက်ရပါတယ်ဓမြမှုရဲ့အဓိကကြိုးကန်သူခါလစ်ကတော့ထောင်ဒဏ်14နှစ်ကျသွားပါတယ်ကျန်တဲ့သူတွေကတော့4နှစ်နဲ့5နှစ်စီကျသွားပါတယ်ဒါပေမဲ့ခါလစ်တို့ဘဏ်ကနေရသွားတဲ့ပတ်စံတွေနဲ့ရဲတွေပေးလိုက်တဲ့ပတ်စံတွေကိုတော့အကုန်လုံးပြန်မရပါဘူးဂျာမန်မတ်ငွေ9 သန်းကျော်ဒေါ်လာ4 သန်းနီးပါးပဲပြန်ရခဲ့ပါတယ်အစစ်ဆက်အသေးချာဆုံးဖြစ်အောင်လုပ်ခဲ့တဲ့အမှုတွေဟာလည်းတနည်းနည်းနဲ့သဲလွန်စာကြံတယ်လို့ပြောကြရင်